ဒီတစ်ခေါက်တဲခဲ့တဲ့ဟိုတယ်လေးအကြောင်းပြောပြချင်ပါတယ်။ဟိုတယ်နာမည်ကတော့ Inly Garden Hotel လို့ခေါ်ပါတယ်။နေရာအတိအကျပြောရမယ်ဆိုလို့ရှိရင်ညောင်ရွှေမြို့ကနေမှကားနဲ့ဆိုရင်မိနစ်40လောက်တော့မောင်းရပါတယ်ရှင်။ညောင်ရွှေမြို့ရဲ့အထင်ကရဖြစ်တဲ့မိုင်းတောက်ကြီးရွာကိုကျော်လွန်ပြီးလာရပါမယ်ရှင်။ကျမတို့ယူခဲ့တဲ့အခန်းကတော့2ယောက်ခန်းဖြစ်ပါတယ်။ရာတီယိုတူကတော့လုံးဝ share ပဲဟိုတယ်ရှိမှတည် Inly Garden ဒါကတော့ဟိုတယ်ရဲ့ပြင်မအဆောက်အဦဖြစ်တယ်ပြီးတော့ရေကူးကန်ရှိမှတ်တယ်ဟိုတယ်ရဲ့အရှိရဒီတရားလေးအရန်ကြပြဆန်းတယ်ညဆိုလဲညအလားနေ့ဆိုလဲနေ့အလားပုံစံမျိုးနဲ့ပေါ့နော်အရန်လားphoto shoot တွေကောင်းကောင်းလုပ်လို့ရတဲ့ space လေးတစ်ခုဖြစ်တယ်ပေါ့နော်social media ကို detox လုပ်ချင်တဲ့လူကတော့သိတင်ပါတယ်ဘာလို့လဲ internet line မရဘူးဖုန်း line လည်းမရတော့ပါပဲရှင်